တတမီမီတို့အားလုံးမင်္ဂလာပါဒီနေ့မှာတော့တီတီဘီဘီကဒါဝိလေးရဲ့ပုံပြင်အပိုင်း3ကိုပြောပြပေးသွားမယ်နော်ဒီနေ့ရဲ့ခေါင်းစဉ်လေးကတော့ကြောက်လေးတစ်လုံးနဲ့အနိုင်ရခဲ့တဲ့နေ့တဲ့ကလေးတို့ဤမနစ်ခင်းနေရောင်လေးကတောင်ကြားပေါ်ဖြာကျနေတယ်တစ်ဖက်မှာ Israel စစ်တပ်တခြားတစ်ဖက်မှာဖိလိတိစစ်တပ်လူတိုင်းအသက်ရှူတောင်မရဲပဲကြည်နေရကြတယ်အဲ့ဒီအချိန်မှာဒါဝိဒ်လေးကတိုးထိန်တုပ်လေးကိုကိုင်းပြီးအရှိကိုရှောက်လာတယ်သူ့မှာတန်ချက်ကလည်းမရှိဘူးဓားကြီးလည်းမရှိဘူးလက်ထဲမှာလောက်လေးกว่าတစ်ခုနဲ့ချောင်းထဲကကောက်ထားတဲ့ကြောက်လေး9လုံးပဲရှိတယ်ဂေါလိယကြီးကဒါဝိဒ်ကိုမြင်လိုက်တဲ့အခါမှာဟ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 ာဆိုပြီးတော့မှရီလိုက်တယ်တဲ့ငါစီကိုဘသူမှရောက်မလာပဲခလေးတယောက်ပဲလာတာလားငါကခွေးလားလို့လောင်ပြောင်လိုက်တယ်တဲ့ဒါဝိဒ်ကလုံးဝမကြောက်ဘူးတဲ့အဲ့ဒီလူတန်းကြီးကိုလေသူကဂေါလိယကြီးကိုတက်ကြည့်ပြီးမင်းကဓားနဲ့လှန်နဲ့လှတယ်ကျွန်တော်ကတော့ထာဝရဘုရားရဲ့နာမတော်နဲ့မင်းစီကိုလာတယ်လို့ပြန်ပြောလိုက်တယ်တဲ့ဓမ္မရာဇဝင်ပထမဆောင်ခန်းကြီး7အပိုင်ငယ်45မှာဒါဝိဒ်ကတင်သည်ဓားလန်ပါလျက်ငါထံသို့လာ၏ငါသည်တင်ကျင်းပသောဣသရေလဘိုးချေတို့၏ဖယားသခင်ကောင်းကင်ဘိုးချေအရှင်ထာဝရဘုရား၏နာမတော်ပါလျက်တင်ရှိရာသို့လာ၏လို့ပါထားတယ်ကွအဲ့ဒီစကားကိုကြားတော့စစ်သားတွေအရင်အံ့ဩသွားတယ်ခလေးတစ်တီးလေးတယောက်ကလူတန်ကြီးကိုမကြောက်ဘူးဆိုတော့လေဂေါလိယကြီးကဒေါသထွက်ပြီးဒုံဆိုပြီးတော့မှဒါဝိဒ်လေးစီကိုပြေးလာတယ်မြေကြီးတောင်တုန်ခါသွားသလိုပဲတဲ့ကွယ်ဒါဝိဒ်ကလည်းပြေးတယ်ဒါပေမဲ့ထက်ပြေးတာမဟုတ်ဘူးနော်ဂေါလိယကြီးရဲ့အရှိတက်ကိုပြေးတာဒါဝိဒ်လေးကကြောက်ကလေးတစ်လုံးကိုယူပြီးလောက်လေးกว่าတဲကိုထဲ့တယ်ဝီဆိုပြီးတော့သူ့ရဲ့လောက်လေးกว่าလေးကိုလှည့်လိုက်တယ်ပြီးတော့ရှီဆိုပြီးတော့မှသူ့ရဲ့ချောင်းသားလေးမှာကောက်ထားတဲ့ကြောက်ခဲလုံးလေးကပြန်သွားတယ်တဲ့ထုတ်ဆိုပြီးတော့မှကြောက်ကလေးကဂေါလိယကြီးရဲ့နဖူးတက်ကိုထိသွားတာပေါ့ကွယ်အေယာမကြီးဂေါလိယကမျက်လုံးကြီးပြူးသွားတယ်ပြီးတော့ဒုံနဲ့မြေကြီးပေါ်လဲကျသွားတယ်ဓမ္မရာဇဝင်ပထမဆောင်အခန်းကြီး7အပိုင်ငယ်49မှာလွယ်အိတ်ထဲကကြောက်တလုံးကိုနိုင်ယူ၍လွှဲပစ်၏ဖိလိတိလူ၏နဖူးကိုမှန်၍နဖူးပေါက်သည်ဖြင့်သူသည်မြေပေါ်မှာငိုက်ဆိုင်လဲလေ၏လို့ရေးထားတယ်တခဏလောက်တောင်ကြားကြီးတိတ်ဆိတ်သွားတယ်လူတိုင်းလုံးဝမယုံနိုင်ကြဘူးတဲ့ပြီးတော့နိုင်ပြီဟေးဆိုတဲ့အတန်ပေါက်ကွဲလာတယ်တဲ့ဣသရေလစစ်သားတွေဝမ်းသာပြီးတော့မှအော်ကြတဲ့အတန်ပေါ့ဖိလိတိစစ်သားတွေကတော့ကြောက်ပြီးတော့မှထွက်ပြေးသွားကြတာပေါ့ကွယ်ဒါဝိဒ်ကအေယာမလူတန်ကြီးဂေါလိယကိုအနိုင်ရခဲ့တယ်ဓာကြီးကြောင့်မဟုတ်ဘူးခွန်အားကြီးလို့လည်းမဟုတ်ဘူးဖယားသခင်ကိုယုံကြည်တဲ့စိတ်တစ်ခုတည်းနဲ့ဒီအေယာမလူတန်ကြီးဂေါလိယကိုသူအနိုင်ရခဲ့တာဖြစ်တယ်နော်
အဲ့ဒီနေ့ကစပြီးလူတွေအားလုံးဒါဝိဒ်ကိုသိလာကြတယ်။ရဲရင်နဲ့တိုးထိန်ကလေးဖယားသခင်ကိုယုံကြည်တဲ့ကောင်လေးလို့ပြောလာကြတာပေါ့။ဘယင်ရှောလူကတော့အံ့ဩသွားတယ်။ဒီကောင်လေးမှာထူးခြားတဲ့နှလုံးသားရှိတယ်လို့သူကသိလိုက်တယ်တဲ့။ဒါဝိဒ်ကတော့မာနထောင်လွှားပြီးဂုဏ်မယူနေဘူး။သူကသိတယ်။ငါတယောက်တည်းလုံနိုင်ခဲ့တာမဟုတ်ဘူး။ဖယားသခင်ကူညီခဲ့တာဆိုတာကိုဒါဝိဒ်လေးကသိတယ်တဲ့။ညဘက်မှာဒါဝိဒ်ကကောင်းကင်ကိုကြည့်ပြီးတိတ်တိတ်လေးဆုတောင်းတယ်။ကျေးဇူးတင်ပါတယ်ဖယားသခင်။ကျွန်တော်ကိုမစွန့်ပစ်ခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်တဲ့။ကလေးတို့ရေတခါတလေပြဿနာတွေကဂေါလျက်ကြီးလိုကြီးမားနေတတ်တယ်နော်။ဒါပေမဲ့ဖယားသခင်ကဂေါလျက်ကြီးထက်အပ်တာထက်ပိုကြီးတယ်နော်။ကလေးတို့လည်းဒါဝိဒ်လေးလိုပဲနှလုံးသားကောင်းပြီးယုံကြည်ခြင်းရှိရင်ကလေးဆိုတာလည်းရဲရင်နိုင်တယ်နော်။ဒီနေ့အတွက်တတိပေးပြီးပြောပေးတဲ့အပိုင်း3အတွက်သင်ခန်းစာမှာတော့ယုံကြည်ခြင်းကခွန်အားပေးတယ်။တင်းငယ်ပေမဲ့ကြီးမားတဲ့အရာကိုအနိုင်ယူနိုင်တယ်။ဖယားသခင်ကိုအားကိုးရင်မကြောက်ပဲရင်ဆိုင်နိုင်တယ်။အောင်မြင်တဲ့အခါဂုဏ်ယူမနေပဲဖယားသခင်ကိုကျေးဇူးတင်တတ်ရမယ်နော်။ကဲကလေးများအားလုံးပေါ်ဖယားသခင်ကောင်းချီးပေးပါစေကွယ်။